အရင်ကဆိုကျွန်တော်ပြောမှာက state သဘောနဲ့ nation သဘောကိုပြောမယ်နော်အဲ့တော့ theory ကိုအရင်ဖတ်ပြမယ်ဗျနော် dictionary ထဲမှာပါတယ် theory သဘောကိုအရင်ဖတ်ပြမယ်ဘယ်လို dictionary ထဲမှာလည်းပါတယ်နောက်တစ်ခါကျွန်တော်တို့ဒီဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာလည်းရေးထားတာပေါ့နော်နိုင်ငံတော်ဆိုတဲ့ခေါင်းစဉ်အောက်မှာနော်ဖွဲ့စည်းပုံကိုအရင်ပြောပြမယ်ဗျနော် section 1မှာရေးထားတယ် section 1ဆိုတာကပုံမှန်1လို့ခေါ်တယ်နော်နိုင်ငံတော်ဆိုတဲ့ခေါင်းစဉ်အောက်မှာ chapter 1အခန်း1နိုင်ငံတော်အခြေခံမူများဆိုတဲ့ခေါင်းစဉ် basic principle လို့ခေါ်တယ်နိုင်ငံတော်အခြေခံမူများဆိုတဲ့ခေါင်းစဉ်အောက်မှာနိုင်ငံတော်ဆိုတဲ့ခေါင်းစဉ်အောက်မှာနော်ပုံမှန်1အဲ့ဒါကိုအင်္ဂလိပ်လို section 1လို့ခေါ်တယ်အဲ့ဒီ section 1မှာမြန်မာလိုဆိုလို့ရှိရင်ဘယ်လိုရေးတာလဲမြန်မာနိုင်ငံဒီအချုပ်အခြာအာဏာပိုင်လွတ်လပ်သည့်နိုင်ငံဖြစ်သည်နော်မြန်မာလိုရေးထားတာကအချုပ်အခြာအာဏာပိုင်လွတ်လပ်တဲ့နိုင်ငံဖြစ်တယ်တဲ့အင်္ဂလိပ်လိုရေးထားတဲ့ခါကျတော့တေချာကြည့်နော်စာအုပ်ရှိရင်ပြီးချတာအင်္ဂလိပ်လိုရေးတဲ့ခါကျတော့Myanmar is an independent sovereign nation တဲ့ဟော sovereign အချုပ်အခြာတွေကိုနော်ပိုင်ဆိုင်တဲ့ independent လွတ်လပ်တဲ့မြန်မာ nation မြန်မာနိုင်ငံဖြစ်တယ်တဲ့ဟောတေချာကြည့်မယ်နော် Myanmar is an independent sovereign nation အဲ့တော့အချုပ်အခြာအာဏာပိုင်တဲ့လွတ်လပ်တဲ့နိုင်ငံဖြစ်တယ်အဲ့မှာက nation ဆိုတာရေးထားတယ်နော်ကျွန်တော်စပြောပြီးတော့တေချာမှတ် nation ဆိုပြီးတော့ဖွဲ့စည်းပုံထဲမှာ nation ဆိုပြီးတော့အင်္ဂလိပ်လိုဘာသာပြန်ထားတယ်နိုင်ငံဆိုတဲ့နေရာမှာဒါပေမဲ့မြန်မာလိုရေးတဲ့ခါကျတော့နော်မြန်မာနိုင်ငံဒီအချုပ်အခြာအာဏာပိုင်လွတ်လပ်သည့်နိုင်ငံလို့ရေးတယ်အဲ့တော့ nation ကိုနိုင်ငံလို့တချို့ကထင်ကြတယ်နော် nation ဆိုတဲ့သဘောကနိုင်ငံမဟုတ်ဘူးသူကနိုင်ငံတဲ့တဆင့်မြင့်တဲ့နိုင်ငံပြီးရင်အဲ့ဒီခြားနာချက်ပြောမယ်နော် state နဲ့ nation ခြားနာချက်ထပ်ပြောမယ်ဒါကဖွဲ့စည်းပုံထဲမှာပါတဲ့သဘောကိုပြောတာအဲ့တော့ဒီထဲမှာကဖွဲ့စည်းပုံမှာအခုဖွဲ့စည်းပုံစာအုပ်ဝယ်တဲ့ခါကျရင်နှစ်ပိုင်းပါတယ်အင်္ဂလိပ်လိုတစ်ပိုင်းမြန်မာလိုတစ်ပိုင်းပါတယ်မလားနော်ပြီးလို့ရှိရင်ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း15ကိုလှန်လိုက်အခန်း15ကိုလှန်လိုက်လို့ရှိရင်အဲ့ဒီမှာရုံးသုံးစာသည်မြန်မာဘာသာဖြစ်တယ်အဓိပ္ပာယ်ကောက်လို့ရှိရင်မြန်မာလိုအဓိပ္ပာယ်ပဲကောက်ရမယ်လို့တိတိကျကျရေးပေးရတယ်အခန်း15မှာနော်ဒါဆိုလို့ရှိရင်ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာမြန်မာလိုပြင်အင်္ဂလိပ်လိုပါထည့်ရေးထားတယ်ဆိုတော့အင်္ဂလိပ်လိုကိုတို့အဓိပ္ပာယ်သွားမကောက်ကဘူးမှတ်ထားနော်အင်္ဂလိပ်လိုကိုအဓိပ္ပာယ်မကောက်ကဘူးမြန်မာလိုဘာသာပြန်ထားတဲ့မြန်မာလိုရေးထားတာကိုပဲအဓိပ္ပာယ်ကောက်အောင်မြန်မာလိုအသုံးနှုန်းကိုပဲအဓိပ္ပာယ်ကောက်အောင်ဒါဆိုရင်ဘာဖြစ်လို့အင်္ဂလိပ်လိုနှလုံး2008မှာထည့်ရေးထားရလဲအင်္ဂလိပ်လိုမကောက်ကဘူးဆိုရင်ရေးချင်လို့ရေးရတာမဟုတ်ဘူးမြန်မာလိုရေးရတာမြန်မာနိုင်ငံသားတွေအတွက်အင်္ဂလိပ်လိုရေးရတာကြတော့နိုင်ငံသားတွေလေ့လာတဲ့ခါကျလို့ရှိရင်တွေ့ရအောင်လို့ဒါပေမဲ့အဲ့လိုအင်္ဂလိပ်လိုရေးတဲ့ခါကျတော့နိုင်ငံသားတွေပို့ပြီးမြင်သာထင်သာရှိအောင်ဒီနိုင်ငံကဘယ်လိုနိုင်ငံဖြစ်တယ်ဆိုတာကိုမြင်သိချင်တာလေ nation ဆိုတဲ့နိုင်ငံဖြစ်တယ်ဆိုတာကိုမြင်သိချင်တာနော်ဒါပေမဲ့ nation ဆိုတာနိုင်ငံလို့ဒါလိုက်ဘာသာမပြန်ဘူးအဲ့တော့ဖွဲ့စည်းပုံကိုလေ့လာတဲ့သူမှတည်းများသိတယ် nation ဒီနိုင်ငံမဟုတ်ဘူးနိုင်ငံတဲ့အဆင့်မြင့်တယ်နော်နိုင်ငံတဲ့အဆင့်မြင့်တယ်ပြီးရင် definition ကို dictionary ထဲမှာ definition ကိုကျွန်တော်ရှင်းပြနောက်တစ်ခါ section 3ပုံမှန်3မှာထက်ကြည့်နိုင်ငံတော်သည်တဲ့တိုင်းရင်းသားဘောင်းစုံတိုင်းရင်းသားလူမျိုးဘောင်းစုံတို့နေထိုင်ကြသောနိုင်ငံဖြစ်သည်တဲ့နိုင်ငံတော်သည်တိုင်းရင်းသားလူမျိုးပေါင်းစုံနေထိုင်ကြတဲ့နိုင်ငံဖြစ်တယ်အဲ့ဒီမှာလဲနိုင်ငံလို့ထည့်ထားတယ်ဒါပေမဲ့အဲ့ဒီမှာကြတော့အင်္ဂလိပ်လိုဘာသာပြန်တဲ့ခါကျတော့ဘယ်လိုပြန်လဲ section 3မှာဘယ်လိုပြန်လဲ the state is where တဲ့အဲ့ဒီနိုင်ငံမှာတဲ့ multinational races တဲ့တိုင်းရင်းသားလူမျိုးပေါင်းစုံဟာတဲ့ collectively တဲ့စုစုစည်းစည်းနဲ့ reside နေထိုင်ကြတယ်တဲ့ဟောအင်္ဂလိပ်လိုထဲမှာရေးရတယ်ကျတော့ state လို့ရေးတယ်မြန်မာလိုမှာကျတော့နိုင်ငံလို့သုံးတယ်ပုံမှန်1မှာကြတော့မြန်မာလိုကြတော့နိုင်ငံသုံးလို့ပုံမှန်1မှာကြတော့နိုင်ငံကို nation လို့သုံးထားတယ်အဲ့တော့ဘာဖြစ်လဲနိုင်ငံသားတွေမြင်တဲ့အခါကြလို့ရှိရင် nation ဆိုတာဒီ
ဥပဒေသဘောအရဘလူနိုင်ငံလဲဆိုတာကိုမြင်စေခြင်းလို့နိုင်ငံသားတွေအတွက်ပဲရေးထားတာနော်မြန်မာနိုင်ငံသားတွေအတွက်ကတော့မြန်မာလိုပဲအတိတ်ပဲကောက်ကမယ်အင်္ဂလိပ်လိုအတိတ်ပဲသွားမကောက်ကဘူးအင်္ဂလိပ်လို dictionary ဒီ political dictionary လှန်ကြည့်လို့မရဘူးမြန်မာလိုစာတွေကို dictionary လှန်ကြည့်ပြီးတော့ဘာသာပြန်ခွင့်မရှိဘူးဘာဖြစ်လို့လဲအခန်းစာ9မှာရေးထားတာကယုံသုံးစာကမြန်မာစာဖြစ်တယ်အတိတ်ပဲကောက်ရင်မြန်မာလိုပဲကောက်ရမယ်လို့ရေးထားတာမို့လို့နော်အဲ့တော့ပုံမှန်1နဲ့ပုံမှန်3မှာနော်ဗမာလိုရေးနိုင်ငံပဲရေးတာဒါပေမဲ့အဲ့ဒီမှာအရေးသားမှာကြတော့3မှာကြတော့ပုံမှန်3မှာ state လို့ရေးတယ်ပုံမှန်1မှာ nation လို့ရေးကြတယ်ဒါဆိုရင်ဘာခြားနာနေတာလဲ nation သဘော state သဘောကဘာလဲဆိုတာကိုသိဖို့လိုအပ်သွားပြီဟုတ်ပြီနော်အဲ့တော့ကျွန်တော်ကြည့်ကြည့်ရအောင် state ဆိုတာကနိုင်ငံတည်ဆောက်တယ်လို့ခေါ်တယ်ဗျ state ဆိုတာနိုင်ငံတည်ဆောက်တယ်လို့ခေါ်တယ် nation ဆိုတဲ့သဘောကြတော့အဲ့ဒီနိုင်ငံတည်ဆောက်ထားတဲ့အဆင့်မြင့်တယ်အဲ့တော့ကျွန်တော် nation ကိုကျွန်တော် theory ထဲမှာကျွန်တော်ပြပေးမယ် a large bodies of people united လူတစုက united စုစည်းရှိနေတယ်စုစည်းနေတယ် by common descent ဆိုတာမျိုးနွယ်တူကိုပြောတာ history common history ယဉ်ကျေးမှုတွေလည်းတူကြတယ် common culture နော်ဘာဖြစ်လဲတမိုင်း history တမိုင်းကြောင်းတွေဘုံတမိုင်းကြောင်းတွေလည်းတူကြတယ်နော် common culture ဘုံယဉ်ကျေးမှုတွေလည်းတူကြတယ်တဲ့နောက်က all language တဲ့ဘာသာစာပေတွေလည်းပဲတူညီမှုတွေရှိကြတယ်တဲ့အဲ့ဒီ large bodies of people ကဘာဖြစ်လဲ inhabiting တဲ့အခြေချနေထိုင်ကြတယ်တဲ့ a particular countries or territory ပဲနိုင်ငံတစ်နိုင်ငံသို့မဟုတ်နယ်နိမိတ်အပိုင်းခြားတစ်ခုမှာအခြေချနေထိုင်ကြတဲ့သူတွေဒီဘာသာစာပေယဉ်ကျေးမှုထုံးတမ်းစင်လာတွေဘုံအားဖြင့်တူညီကြတဲ့လူတစုနေထိုင်တဲ့နေရာကို nation လို့ခေါ်တယ်တဲ့နော် state ကြတော့အဲ့လိုမဟုတ် state ကနိုင်ငံတည်ဆောက်ခြင်းနိုင်ငံလို့ခေါ်တယ်နော်နိုင်ငံလို့ခေါ်တယ်ဒီမှာကျတော့ nation ကြတော့နိုင်ငံတဲ့အဆင့်မြင့်သွားပြီနော်နိုင်ငံတဲ့အဆင့်မြင့်သွားပြီဘာဖြစ်လဲလူမျိုးပေါင်းစုံဘာသာစာပေယဉ်ကျေးမှုထုံးတမ်းစင်လာတွေအတူတကွနေထိုင်ကြတဲ့နိုင်ငံကိုမှဘာဖြစ်လဲ nation လို့သုံးတယ်ဒါဆိုရင်အခုတို့နားလည်ရမှာက state ဒီနိုင်ငံလို့ခေါ်တယ် nation ဆိုတာကျတော့အဲ့ဒီနိုင်ငံတဲ့အဆင့်မြင့်တယ်ဘလို့အဆင့်မြင့်တာလဲဆိုရင် nation ဆိုတာအမျိုးသားကြီးတွေပါလာပြီအမှလူတစုလေဘာသာစာပေယဉ်ကျေးမှုတူတဲ့မျိုးနွယ်တူတွေကျွန်တော်မြန်မာနိုင်ငံဒီဘလို့နိုင်ငံလဲ135မျိုးလုံးစုစည်းနဲ့ a large bodies of people 135မျိုးလုံး united ဖြစ်နေတယ်နော် inhabiting အခြေချနေထိုင်ကြတယ်ဒီ territory သို့မဟုတ်ဒီ country ပေါ်မှာအဲ့တော့135မျိုးလုံးရဲ့အမျိုးသားအကျိုးစီးပွားတွေနဲ့တိဆောက်ထားတဲ့နိုင်ငံကို nation လို့ခေါ်တယ်ဗျတေချာကြည့်နော်လူမျိုးတစ်မျိုးတည်းနဲ့တိဆောက်တဲ့နိုင်ငံဆိုတော့ state လို့ခေါ်တယ်နော်လူမျိုးတစ်မျိုးတည်းနဲ့တိဆောက်တယ်ဆိုရင် state လို့ခေါ်တယ်သူကနိုင်ငံတိဆောက်ခြင်းဒါပေမဲ့ nation ဆိုတာကြတော့အဲ့ဒီ state တဲ့အဆင့်မြင့်တယ်လူမျိုးစုတွေအများကြီးအတူတကွပေါင်းစည်းပြီးနေထိုင်တဲ့နော်မျိုးသားအကျိုးစီးပွားတွေကိုဥထိတ်ထားပြီးတော့သူ့အကျိုးကိုကျိုးသူ့ယဉ်ကျေးမှုကိုယဉ်ကျေးမှုဘုံအားဖြင့်ဆက်နွယ်ပြီးတော့အတူတကွနေထိုင်ကြတဲ့နိုင်ငံကိုမှ nation လို့ခေါ်တယ်ဒါဆိုရင် nation ဆိုတာကအမျိုးသားရေးဇယိုက်လက္ခဏာတွေပါတယ်အမျိုးသားစီလုံးညီညွတ်ရေးတွေပါတယ်အမျိုးသားရင်ကြားစေ့ရေးတွေပါတယ်နိုင်ငံတနိုင်ငံကို nation လို့ခေါ်တယ်ဗျနော်အဲ့တော့ကျွန်တော်တို့ကဒါဆိုလို့ရှိရင်ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာပုံမှန်1မှာလဲဗမာလူရေးတော်နိုင်ငံပုံမှန်3မှာလဲဗမာလူရေးတော်နိုင်ငံဒါပေမဲ့အင်္ဂလိပ်လိုဘာသာပြန်တော့ပုံမှန်1မှာဘယ်လိုရေးကြလဲ nation လို့သုံးတယ်ပုံမှန်3မှာကျတော့ state လို့သုံးတယ်နော် state မှာကျတော့နော်ဗမာလူလဲနိုင်ငံ nation မှာလဲဗမာလူနိုင်ငံအဲ့တော့မြန်မာနိုင်ငံကဘယ်လိုနိုင်ငံလဲလူမျိုးပေါင်းစုံတော့နေတယ်ဒါပေမဲ့ဘာဖြစ်လဲ nation building ဖြစ်တယ်နော်135မျိုးလို့ပေါင်းစည်းရတဲ့အတွက်ကြောင့် nation building ဖြစ်တယ်အဲကြောင့်ပုံမှန်1ကအရေးကြီးဆုံးနိုင်ငံသားတွေဖတ်တဲ့အခါကျလို့ရှိရင်မြန်မာ is an independent sovereign nation တဲ့လွတ်လပ်ပြီးအချုပ်အခြာအာဏာပိုင်တဲ့အမျိုးသားနိုင်ငံဆိုတဲ့သဘောကိုပုံမှန်1မှာတေချာရေးပေးထားတာဗမာလူကတော့အမျိုးသားနိုင်ငံလို့မရေးဘူးနိုင်ငံလို့ပဲထည့်ရေးတယ်နိုင်ငံသားတွေဖတ်ရင်အမျိုးသားနိုင်ငံမှန်းသိအောင် nation နဲ့သုံးပေးထားတာ
အဲ့လိုသွားတယ်ဗျနော်ဒါဆိုရင် state နဲ့ nation နဲ့နားလည်မယ်ထင်တယ်အဲ့တော့ nation ဆိုလို့ဟို state ဆိုလို့ရှိရင်ဥပဒေရတရားဝင်နိုင်ငံတစ်ခုတည်ဆောက်တာnation ဆိုလို့ရှိရင်တော့အဲ့ဒီဥပဒေတွေအပြင်ကိုအမျိုးသားအကျိုးစီးပွားတွေမျိုးသားရေးတွေမျိုးချစ်စိတ်တွေတိုင်းသားစည်းလုံးညီညွတ်ရေးတွေဒါတွေမှာပါဝင်တဲ့နိုင်ငံကို nation လို့သုံးတယ်ဒါဆို state နဲ့ nation ကွဲပြားချက်ကိုသိပြီနော်တကူတတိထားမှာကဘာသာအဓိပ္ပာယ်ကောက်တာကိုတတိထားမှာနော်အင်္ဂလိပ်လိုအဓိပ္ပာယ်မကောက်ကောင်ကျွန်တော်ကအင်္ဂလိပ်လိုဆိုတာသိရှိအောင်လို့ပဲထည့်ပေးထားတာ2008ထဲမှာကဗမာလိုပဲရုံးသုံးစာဖြစ်တယ်မြန်မာလိုပဲအဓိပ္ပာယ်ကောက်တာနော်အင်္ဂလိပ်လိုတော့အဓိပ္ပာယ်မကောက်ဘူးဒါကြောင့်မလို့အင်္ဂလိပ်လိုရေးထားတာကိုမြန်မာနိုင်ငံသားတွေဖတ်ပြီးတော့အလုံးကောက်စရာမလိုဒါပေမဲ့ဘသူတွေကအဲ့လိုတွေချင်းထဲလဲဆိုတော့ကိုကြီးတို့မြအေးတို့ကိုနီတို့ကကြတော့အဲ့ဒီမှာအင်္ဂလိပ် dictionary တွေဖတ်ပြီးတော့ဟာဒီနိုင်ငံကြီးကနော် nation နိုင်ငံတွေ state နိုင်ငံတွေနဲ့အဲ့လိုခင်ဗျားတို့အမှဟိုကိုနီရေးထားတဲ့ဖွဲ့စည်းပုံဘယ်လိုပြင်ကြမလဲဆိုတော့ကိုနီရေးထားတဲ့စာအုပ်ဝယ်ဖက်လို့ရှိရင်ဒီသဘောတွေကို तू ဘယ်လိုပြောလဲဆိုတာတွေ့လိမ့်မယ်သူတို့ကအင်္ဂလိပ်လိုတွေလုံးကောက်ပြီးတော့ဒီဖွဲ့စည်းပုံကမမှန်ပါဘူးဆိုပြီးတော့ဂျင်းခဲ့တယ်ကိုနီကဒီဖွဲ့စည်းပုံကမမှန်ပါဘူးဆိုပြီးတော့ဘယ်မှန်မလဲသူတို့ကအင်္ဂလိပ်လိုလုံးကောက်တာလေအင်္ဂလိပ်လိုအဓိပ္ပာယ်ပြန်တာလေမြန်မာနိုင်ငံကအဲ့လိုအင်္ဂလိပ်လိုအဓိပ္ပာယ်ပြန်လို့မရဘူး2008ကမြန်မာလိုပဲဘာသာပြန်ရမယ်မြန်မာလိုပဲအဓိပ္ပာယ်ကောက်အောင်မယ်နော်အဲ့လိုလေးတွေရှိပါတယ်ဆိုလို့ရှိရင်ဖွဲ့စည်းပုံအခြေခံဥပဒေမှာမြန်မာလိုပဲအဓိပ္ပာယ်ကောက်ထားတယ်မြန်မာလိုပဲဘာသာပြန်ရတယ်အင်္ဂလိပ်လိုကိုကင်ခွင့်မရှိဘူးနော်အင်္ဂလိပ်လိုသွားကင်ပြီးတော့မြန်မာလိုရေးထားတာကမှားပါတယ် dictionary မှာဒီလိုပြောထားတာမဟုတ်လို့မြန်မာလိုရေးထားတာမှားတယ်ဒါကြောင့်လို့ဒီဖွဲ့စည်းပုံကမကောင်းပါဘူးအဲ့လိုပြောခွင့်မရှိဘူးအဲ့ဒီလိုသွားပြောရင်တော့တက်မတော်နဲ့တောင်းမယ်ဖြစ်နေလိမ့်မယ်နော်တက်မတော်ကသူကဖွဲ့စည်းပုံကိုရေးထားတာကိုသူက theory နဲ့သေချာချိန်ထိုးပြီးတော့ရေးထားပြီးသားဒါကြောင့်မလို့သူကနိုင်ငံသားတွေမြင်ဖတ်လို့ရအောင်လို့အင်္ဂလိပ်လိုထည့်ရေးပေးတာတကယ်ကအင်္ဂလိပ်လိုကတရားမဝင်ဘူးမြန်မာနိုင်ငံမှာဥပဒေနဲ့ပတ်သက်လို့ရှိရင်နော်အင်္ဂလိပ်လိုကတရားမဝင်အင်္ဂလိပ်လိုဖတ်ခွင့်မရှိဘူးအင်္ဂလိပ်လိုဥပဒေမှန်သမျှကတရားမဝင်ဘူးဘာဖြစ်လို့လဲ2008မှာကကိုခန်း15မှာရုံးသုံးစာသည်မြန်မာစာဖြစ်တယ်အဓိပ္ပာယ်ကောက်ရင်မြန်မာလိုပဲကောက်ရမယ်လို့ပြောထားတာမြန်မာလိုရေးသားချက်တွေပေါ်မှာပဲအဓိပ္ပာယ်ကောက်ရမယ်ဒါကြောင့်မို့အင်္ဂလိပ်လိုရေးထားတဲ့ဥပဒေမှန်သမျှကိုသွားပြီးတော့ကိုလိုချင်ရ dictionary လှန်ပြီးတော့ဘာသာပြန်ပြီးတော့အဓိပ္ပာယ်ပြန်လို့ရှိရင်တော့2008နဲ့လွဲသွားမယ်